ပါစီသည်ရွှေစင်ကျဲဖြင့်ပြုလုပ်ထားသောပလင်တော်ကြီးပေါ်မှာထိုင်လိုက်မိတယ်ထိုင်ပြီးချင်းပင်သူ့ခြေထောက်တွေဟာဖြည်းဖြည်းချင်းရွှေရောင်ပြောင်းလာတယ်အန်နာဘက်ကစိုးရိမ်တကြီးထွက်ဖို့ပြောပေမဲ့ဒီထိုင်ကုန်ဟာကျိန်စာသင့်နေတဲ့ပလင်ဖြစ်ပြီးတခါထိုင်မိရင်ဘယ်သူမှမထနိုင်တော့ဘူးပါစီဟာရွှေရုပ်တုအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားတယ်သူ့လက်ထဲကဒိုင်းလွှားကြီးဟာမြေပေါ်ပြုတ်ကျသွားတယ်ဒိုင်းလွှားကိုကောက်ယူပြီးထွက်သွားမဲ့အစားဘတ်ကရွှေပလင်ရဲ့စက်ရန်တရားကိုဖောက်ခွဲဖို့ကြိုးစားနေတယ်ထိုအချိန်မှာပဲမီးနဲ့ဖျားကြီးဗကန်ရုတ်တရက်ပေါ်လာတယ်ဗကန်ကသူ့သွေးချောင်းကိုမှုတ်လိုက်တဲ့အခါလှေကားကြီးဟာချက်ချင်းပဲမြင့်တက်သွားတယ်အကယ်၍သူမဟာဒိုင်းလွှားနဲ့အတူထွက်သွားနိုင်ခဲ့ရင်မြင့်မြတ်လာတဲ့ဂုံတူးစုကိုရရှိမှာပါဒါပေမဲ့အန်နာဘတ်ကတော့ပါစီကိုကယ်တင်ဖို့အခိုင်အမာဆုံးဖြတ်ထားတယ်ဒီရာအားလုံးဟာပါစီရဲ့စေတနာအလျောက်နစ်နာခံမှုကြောင့်ဖြစ်ပေါ်လာတာပါသူမရဲ့စိတ်ပိုင်းဖြတ်မှုဟာမီးနဲ့ဖျားကြီးကိုအထင်ကြီးသွားစေတယ်ဗကန်ကသူ့သွေးချောင်းကိုနောက်တစ်ခါမှုတ်လိုက်ပြန်တယ်ပါစီရဲ့ခန္ဓာကိုယ်ပေါ်ကရွှေရောင်တွေအလျင်အမြန်မှေးမိန်သွားပြီးရွှေပလင်ရဲ့ကျိန်စာဟာလည်းရုတ်တရက်ပျောက်ကွယ်သွားတယ်အမှန်တော့ဒီကျိန်စာဟာမီးနဲ့ဖျားကြီးစီစဉ်ထားတဲ့စမ်းသပ်ချက်တစ်ခုသာဖြစ်ပြီးဒီစမ်းသပ်ချက်ကိုအောင်မြင်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့အချင်းချင်းသစ္စာရှိဖို့ပဲဖြစ်တယ်။သူတို့နှစ်ယောက်ဟာမိမိတို့ရဲ့ဒိုင်းလွှားတွေကိုစစ်နက်ဖျားအေရီစ်ထံပေးအပ်လိုက်တယ်။အေရီစ်ကသူတို့အတွက်ထရက်ကားတစ်စီးပြင်ဆင်ပေးပြီးကိုယ်တိုင်လိုက်ဖို့ကစွန်စားခန်းအသစ်တစ်ခုစီစေလွှတ်လိုက်တယ်။